မင်းမပြက်လေအဓိကပေါ်လာအချက်3ချက်3အပြုံမစစ်မလဲတရားဝင်လက်ထပ်ယူတော့ယောက်ျား2လူပြိုဖြစ်ပြီးတော့ယောက်ျားမရှိဘဲနဲ့ခလေးရတဲ့မင်းမပြက်တော့လက်ထပ်ယူတော့ယောက်ျား1ဖောက်ပြန်တဲ့မိန်းမကိုအလွယ်တကူခွင့်လွတ်ပြီးတော့လက်ထပ်ယူတဲ့ယောက်ျားဒီယောက်ျားတွေကြောင့်မင်းမပြက်တွေပေါ်လာဖြစ်ပါတယ်ဒီလိုမျိုးအတုံးမကျယောက်ျားတွေကြောင့်မိန်းမတွေကအပြည့်လုံးရမှာကိုမကြောက်ဘဲနဲ့မိန်းမပြက်ဖြစ်လာကြပါတယ်မိန်းမအချင်းချင်းပြောတယ်ညီမလေးကိုဘာမှကြောက်မနေတဲ့လှုပ်ချင်တာလှုပ် my body my choice ကိုယ်တကယ်ချစ်တဲ့ယောက်ျားဆိုရင်လက်ထပ်ယူမှာပဲအဲ့လိုမျိုးနွားယောက်ျားတွေကြောင့်မိန်းမပြက်တွေပေါ်လာဖြစ်ပါတယ်ဒီလိုမျိုးနွားယောက်ျားတွေကိုသိပါသလားကွန်မန့်အမှာမတ်ရှစ်ခေါ်လာပါဒီလိုမျိုးအချစ်ပညာရဲ့ပို့ပြီးတက်ချင်ဆိုရင် Rich Myanmar Dating Advice ဆိုတာတော့မှန်ကဘာလက် American အချစ်ပညာရှင် YouTube channel Facebook TikTok ကို subscribe လုပ်ထားပါအချစ်နဲ့ပတ်သက်တဲ့ဗီဒီယိုပို့ပြီးကြည့်ချင်ဆိုရင် YouTube playlist မှာတွားပြီးတော့ကြည့်ရပါတယ်